2026 9 လပိုင်း28ရက်နေ့မှာမြန်မာနိုင်ငံရဲ့ဖုန်စင်းနှုန်း average လေးတွေကိုကျွန်တော်ရဲ့ channel လေးမှာစူးစီးပြီးတော့မှတင်ဆက်ပေးထားပါတယ်။နောက်ထပ်လာမယ့်ဖုန် average ဈေးနှုန်းလေးတွေကိုကျွန်တော်ရဲ့ channel လေးမှာတင်ဆက်ပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ channel လေးကိုလည်းကျွန်တော်တို့ subscribe လုပ်ထားခဲ့လို့လည်းရပါတယ်ဗျ။ဒါဆိုလို့ရှိရင်တော့ကျွန်တော်ဖုန်စင်းနှုန်း average လေးတွေကိုတွားရောက်ပြီးတော့မှကြည့်ရလိုက်အောင်ဗျ။